တီးမတရက်အသားမဝက်အရက်မလက်ဖက်ဆိုတဲ့မြန်မာစရိုးစကားအတိုင်းဒီနေ့မှလည်းဥပလာတာကတရက်တီးလေးနဲ့ဗာမီနူလေးကြောင်းမှလည်းမသိဘူးနော်ကဲသိချင်နေကြပြီမလားဒါလေးကတော့အခုလိုတရက်တီးပေါ်ရရဒီမှာချွတ်ချွတ်ချွတ်လေးနဲ့စားတဲ့မီနူလေးပဲဖြစ်ပါလေကလေးလူကြီးမျိုးကြိုက်တဲ့မီနူးတွေမဟုတ်ဘဲနဲ့ဖိုးဖွားတွေပါကြိုက်တဲ့မီနူးလေးဖြစ်လို့မင်းကတော့ဒါလေးကိုတော့မှပေးခြင်းနဲ့နော်ကဲဒီလောက်ဆိုလို့ရှိရင်တော့အားလုံးလည်းခံမှန်းမိနေကြပြီမဟုတ်ပါတယ်ဒါလေးကတော့အားလုံးသိတဲ့အတိုင်း mango cheese ကလာလေးပဲဖြစ်ပါတယ်ဒီမီနူးလေးကတော့မမေတို့ဆိုင်ကိုအများနဲ့လာဝယ်နေတဲ့ customer လေးတွေလည်းတိတ်မစိမ့်တဲ့မီနူးလေးဖြစ်ပြီးတော့ချို့အချင်းအရသာလေးပါတဲ့အတွက်ကြောင့်မို့လို့တိတ်ဒီမှာကိုလည်းစိုးရိမ်စရာမလိုပဲနဲ့တပွဲကိုနှစ်ယောက်ကတော့ကောင်းကောင်းမအောင်စားလို့ရတဲ့မီနူးလေးတွေဖြစ်ပါတယ်ရှင်မမေတို့ဆိုင်မှာ promotion ဆင်းနေတာကိုမသိသေးတဲ့ customer လေးအတွက်မမေတို့ဆိုင်မှာကတော့ယခုအသစ်ထွက်ရှိထားတဲ့ပီဇာတို့ဒီ3ချက်မှာယူရင် mango cheese platter တပွဲလက်ဆောင်နဲ့ဒူးရင်မလိုင် cheese platter 5ပွဲဝယ်ယူရင်တော့ mango cheese platter တပွဲလက်ဆောင်ဆိုပြီးတော့ promotion လေးလည်းဆင်းနေပါတယ်နော် promotion ကာလကတော့မေလတလရဲ့တာဖြစ်ပြီးတော့ promotion ကာလမကုန်ခင်မှာအမြန်ဆုံးမှာယူလိုက်တော့နော်ဥပလာဆိုင်ကို order လေးမှယူခြင်းလဲဆိုလို့ရှိရင်တော့3994လေးနဲ့3068ခေါ်တော့ဒီဖုန်းနံပါတ်လေးကိုဆက်ပြီးတော့လဲ order လေးမှယူရပါတယ်ရှင်ထောပတ်လေးကိုထည့်ပြီးမုံသားလေးကိုနက်အောင်ထားလိုက်ပြီဆိုလို့ရှိရင်တော့အနက်ရတာနဲ့ပြည့်ပြည့်စုံတဲ့ mango cheese platter လေးကိုရပါပြီရှင်။မမေတို့ဆိုင်လေးစာလေးကတော့ဗဟန်းမျိုးနယ်ကြိုက်ကဆိုင်ရဲ့ကွာအများလန်းနဲ့ငမော်လန်းတောင်မှာပဲဖြစ်ပါတယ်။မမေတို့ရဲ့ဥပဒေလာဆိုင်ကိုလည်းရဝယ်ယူအားပေးကြတဲ့အနီးက customer နဲ့အဝေးက customer တွေအားလုံးကိုလည်းမမေတို့ရဲ့ဥပဒေလာဆိုင်ကနေပြီးတော့အထူးပြင်ကျေးဇူးတင်ရှိပါတယ်ရှင်။